ဒီတစ်ခေါက်မှာတော့အရန်တန်ဖိုးရှိတဲ့အသိပညာတစ်ခုပါတယ်စကားပုံလေးတစ်ခုအကြောင်းပြောပြချင်ပါတယ် မိုးရွာနေတော့အိမ်ခေါင်မိုးဝပင်လွှဲရမလားစဉ်းစားကြည့်လိုက်ရင်ရိုးရှိနေမိကူလေးပါပဲနော်ဒါပေမဲ့တွနောက်ကွယ်မှာကျွန်တော်တို့အားလုံးအတွက်တွေးစရာအချက်တွေအများကြီးရှိနေပါတယ်ဒီအကြောင်းကိုပဲဒီနေ့ဆွေးနွေးသွားမှာပါ ကျွန်တော်တို့မှလीတခါလေကြရင်အရေးကြီးမှန်းတော့တည်တယ်ဒါပေမဲ့နော်မလုပ်လိုက်ရပါရဲ့လीဆိုပြီးအလုပ်တွေကိုရွှေ့ထားမိတတ်ကြတယ်မဟုတ်လားဥပမာစာမေးပွဲနားနီးမှကပ်ပြီးစားချက်တာမျိုးတော့ကျမရေကိုဂယုမဆိုင်မိပဲနေတာကနောက်ကျမှနောင်တရတာမျိုးတော့ပေါ့ အဲ့ဒီလိုအချင်းဆွဲတဲ့အလေးအထားလေးရဲ့အကျိုးဆက်ကိုထိထိမိမိထိပေးဖားတဲ့ရွှေမြန်မာစကားပုံလေးတစ်ခုရှိပါတယ်ဒါကတကယ့်ကိုနေစဉ်ဘဝအတွက်အသုံးဝင်တဲ့သင်ခန်းစာတစ်ခုပါပဲ ကဲဒါဆိုရင်ခုနပြောခဲ့တဲ့အခြေဆွဲတတ်တဲ့ပြဿနာကိုဒီစကားပုံကဘလို့များထိထိမိမိသင်ခန်းစာပေးထားတယ်လဲကြည့်လိုက်ကြအောင် အဲ့ဒါကတော့အားလုံးလည်းကြားဖို့နေကြဖြစ်မှာပါမိုးရွာတော့အမိုးမဖြစ်ဆိုတဲ့စကားပုံလေးပါပဲသူ့ရဲ့အဓိပ္ပာယ်ကအရန်ကိုရှင်းလင်းပြီးတိုက်ရိုက်ကြော်တယ်အချင်းအခါမမှန်တော့ဘူးအခြေအနေမပေးတော့ဘူးဆိုရင်ကိုလှုပ်ချင်တဲ့ຢာကိုကောင်းကောင်းမွန်မွန်လုပ်လို့မရတော့ဘူးဒါကိုဆိုလိုတာပါပဲ ဒီစကားပုံလေးကဘယ်အနေဘလို့ဖြစ်လာတာလဲဆိုတော့လေရှေ့ခက်ကလူတွေရဲ့လက်တွေ့ဘဝတွေကနေဆင်သက်လာတာပါအဲဒီတော့ကအင်းမိုးတွေကိုတနည်းရုပ်သငယ်တို့နဲ့မိုးကြတာဆိုတော့မိုးမကြခင်နေတာနေတော့ချင်းကောင်းရေးမှာပဲကြိုတင်ပြင်းစင်ပြီးအစ်စ်မိုးထားရတာပေါ့အဲ့ဒီတော့မိုးကတကယ်ရွာချလာပြီဆိုရင်ဘလို့ဖြစ်သွားမလဲအမိုးပြင်ဖို့ကအရန်ကိုခက်ခဲသွားပြီလေအချင်းကောင်းတော့ကဘလို့ခဲ့တဲ့အတွက်ရေရီယိုအင်ဂျင်မန်ဒုက္ခရောက်ဆိုတော့နောက်ဆက်တွဲအခက်ခဲတွေကတပုံကြီးဖြစ်လာရောပေါ့ကဲဒီလိုအမိုးမိုးတဲ့ရိုးရှင်တဲ့လက်တွေ့ဘဝအတိပညာလေးနဲ့ကျွန်တော်တို့ရဲ့ဘဝတစ်ခုလုံးအတွက်ပို့ပြီးကျယ်ပြန့်တဲ့သင်ခန်းစာတစ်ခုကိုဘယ်လိုများယူလို့ရမလဲဆိုတာဆက်ကြည့်ကြရအောင်တကယ်တော့လေဘဝမှာလည်းအတူတူပါပဲဆိုတော့အချိန်ရာတော့အချိန်နေပေးတော့မှမလုပ်ထားတဲ့အရာတွေကနောက်ပိုင်းကျရင်အခက်ခဲတွေဖြစ်နှုံသားတွေဖြစ်နေပြန်ရောက်လာရပါတယ် ဒါကြောင့်မို့ဒီစကပုံကပေးတဲ့အရေးကြီးဆုံးအချက်ကအရာရာတိုင်းကိုအချိန်မှန်မှလှုပ်ဆောင်တတ်ဖို့ပါပဲပြဿနာမဖြစ်ခင်ကြိုတင်ပြင်ဆင်ထားခြင်းကလေပြဿနာဖြစ်လာပြီးမှလိုက်ဖြေရှင်းရတာထက်အမြဲတမ်းပိုကောင်းတဲ့အချိန်ရောလူရောအများကြီးတတ်သားစေပါရဲ့ ကဲဒီအကြောင်းအရာလေးကိုနောက်ထောင်ပြီးပြီဆိုတော့ကိုယ်တိုင်လည်းအမြဲတမ်းနှောင်းမဆိုပြီးရွှေ့ဆိုင်ထားတဲ့အရာတစ်ခုခုကိုဒီနေ့ပဲစပြီးလူကြည့်ဖို့စဉ်းစားကြည့်လို့ရပါတယ်တေးသေးလေးပဲဖြစ်ဖြစ်စားလိုက်ကနဲ့တင်နောက်ဆက်တွဲကောင်းကျိုးတွေကအများကြီးဖြစ်လာနိုင်တာမို့လို့ပါပဲ